အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ယနေ့ခေတ်သတင်းဌာနရဲ့နိုင်ငံရေးစကားဝိုင်းကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ခေတ်သတင်းဌာနကနေပြီးတော့ဒီနေ့တင်ဆက်မဲ့စကားဝိုင်းဆွေးနွေးပွဲကတော့အသစ်ပေါ်ထွက်လာတဲ့လွှတ်တော်ပြီးတော့အခုလောလောဆယ်မှာဖွဲ့စည်းနေပြီဖြစ်တဲ့အစိုးရအသစ်နဲ့ပတ်သက်ပြီးတော့ခုခါမှာလွှတ်တော်ပြပနိုင်ငံရေးဆောင်ရွက်နေတဲ့ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအောင်ရှင်မြန်ခွင့်မရခဲ့တဲ့ NDF ပါတီဘောင်းဆောင်တူဖြစ်တဲ့ဦးထက်အောင်ကျော်2004ကနေပြီး2022ခုနှစ်အထိမြို့သမီးကဏ္ဍလူသမားကဏ္ဍအတန်ဆွမ်းကဏ္ဍလူမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍစာမရေးရာကဏ္ဍအငင်းပွားမှုဖြစ်ရှင်နဲ့တိပခများကိုအလေးအနက်တုံ့ပြန်ခြင်းကဏ္ဍများနဲ့ပတ်သက်ပြီးတော့ပြည်တွင်းပြည်ပမှာရက်ဖက်လူအဖွဲ့အစည်းများမှာလုပ်ကင်ခဲ့ပြီးတော့အခုချိန်မှာတော့ freelance consultant ဖြစ်ပြီးတော့စွမ်းရည်မြင့်သင်တန်းတွေနောက်ပြီးတော့စစ်တမ်းကောက်ယူမှုတွေသူတေသနလုပ်ငန်းတွေကိုလုပ်ကင်နေတဲ့ဒေါ်ဝင်းမင်းရေးဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရွေးကောက်ပွဲမှာမှတ်ပုံတင်ခွင့်ရခဲ့တဲ့ကချင်မျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌဒေါက်တာအမ်ခွန်လာဖြစ်ပါတယ်ကျွန်တော်တို့ဒီပုဂ္ဂိုလ်တွေနဲ့မြန်မာနိုင်ငံရေးရှေ့အလားအလာဘယ်လိုဖြစ်စေချင်တယ်လဲဘာတွေမျှော်လင့်ထားလဲဘာတွေအကြံပြုချင်လဲဆိုတော့ကျွန်တော်တို့ပေါင်းပြီးတော့ဆွေးနွေးကြမှာဖြစ်ပါတယ်ခင်ဗျဒီနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ဦးထက်အောင်ကျော်နဲ့စပြီးတော့အစပြုချင်ပါတယ်မင်္ဂလာပါကိုဦးထက်အောင်ကျော်ရေမင်္ဂလာပါကိုဟုတ်ဦးထက်အောင်ကျော်ကပါတီနိုင်ငံရေးကနေပြီးတော့လောလောဆယ်မှာအချိန်တစ်ခုကင်းကွာနေတာဆိုပေမဲ့လည်းဒီတော်တော်ပြင်ပနိုင်ငံရေးနဲ့လုပ်နေပြီးတော့လက်ရှိမှာလည်းနိုင်ငံရေးခင်းကျင်းတွေကိုလည်းအစမပြေလေးလာနေတဲ့သူဖြစ်တာတွေ့ရပါတယ်ဗျ။ဆိုတော့ကျွန်တော်တို့အခုဆွေးနွေးလိုတာကတော့ဒီနေ့ဒီနိုင်ငံမှာပေါ့နော်ဥပဒေပြုလွှတ်တော်နိုင်ငံရေးက9 နှစ်လောက်ကင်းကွာသွားခဲ့တယ်ပေါ့နော်။ဒါပေမဲ့လည်းအခုချိန်မှာတော့လွှတ်တော်နိုင်ငံရေးကပြန်ပြီးအစပြုလာပြီလို့ပြောလို့လည်းရပါတယ်။ဆိုတော့အခုချိန်မှာလွှတ်တော်ကနေပြီးတော့ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရတရက်လည်းပုံပေါ်နေတဲ့အခြေအနေကိုရောက်လာပြီနော်။အဲ့တော့တိုင်းပြည်တစ်ခုပေါ့နော်ဒီဖွံ့ဖြိုးတိုးတက်ဖို့တည်ငြိမ်မှုဆိုရင်လွှတ်တော်ရဲ့အခန်းကဏ္ဍဘယ်လောက်ထိအရေးပါလဲအဲ့ဒါနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့9 နှစ်မှာလွှတ်တော်မရှိခဲ့တဲ့အခြေအနေလွှတ်တော်ရှိလာမယ့်အခြေအနေကဘယ်လောက်ထိအရေးပါလဲဆိုရင်အဲ့ဒါလေးကိုနှိုင်းယှဉ်ပြီးတော့ဆွေးနွေးပြပါခင်ဗျဟုတ်ကဲ့ပါကိုကျွန်တော်တို့လွတ်တော်ကြောင်းမစခင်เนาะကျွန်တော်တို့ဒါဆိုရင်ဆွာတဲ့မှာဝန်ကြီးကြောင်းလေးဟိုပါဘောเนาะဝန်ကြီးအပါ30ပေါ့ဒီဌာန30ခုနဲ့ကျွန်တော်တို့ဖွဲ့စည်းလိုက်ပြီးဘယ်သူတွေဝန်ကြီးတွေကပြီဆိုတာလဲကျွန်တော်သိရပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဒီလွတ်တော်မရှိတဲ့ကင်းကျင်းမှာဆောင်ရွက်ခဲ့တဲ့ဝန်ကြီးတွေက19ပေါ့နော်ပြန်ပါလာတယ်ပြီးတော့ဇန်နဝါရီလက်သိနီးနီးဆက်ဆက်ထဲရပါပဲဒီလိုမျိုးနဲ့ပဲဖွဲ့စည်းလာတယ်ပေါ့ဖွဲ့စည်းလာတော့ကျွန်တော်တို့ကလွတ်တော်ဒါဆိုလို့ရှိရင်ဒီဟိုမတိုင်ခင်ပေါ့နော်အစိုးရပြီးခဲ့တဲ့အစိုးရနဲ့ဒီဘက်အစိုးရတည်အသက်ဖွဲ့စည်းလိုက်တဲ့အစိုးရတည်လွတ်တော်ကနေပြန်လဲပြီးတော့မှရွေးကောက်လိုက်တဲ့သမ္မတပေါ့နော်သူဆိုပြုတဲ့ဒီဝန်ကြီးတွေရဲ့ဖွဲ့စည်းပုံကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ကမြင်ရတာတအားကြီးတော့ပြောင်းလေဒီလူတွေပဲပေါ့နော်ဒီလူတွေအများစုပါဝင်တဲ့ပုံစံနဲ့ပဲဆိုကျွန်တော်တို့ကတိတ်တော့တအားပြောင်းလဲပါမလားဆိုတဲ့ဟာဖြစ်တယ်ဒါပေမဲ့ခုနပြောတဲ့မိန်းခွန်းနဲ့ကျွန်တော်ချိတ်ဆက်ပြီးပြောချင်တာပါလဲဆိုတော့ဒီလိုဖြစ်တယ်ဆိုတော့ညာလဲကျွန်တော်တို့ကအခင်းချင်းကြီးပုံစံပြောင်းရွှေ့တော့တာအရှိမတော့လွတ်တော်မရှိဘူးအခုလွတ်တော်နဲ့လွတ်တော်ပါလာပြီးပြီးရင်နောက်တစ်ခုကကျွန်တော်တို့မနိုင်3 ရက်မနိုင်3 ရက်ပြန်လဲကွဲပြီးတော့မှတကယ်ကိုသူ့ဟာနဲ့သူ function လောက်ကြမဲ့အခင်းအကျင်းနဲ့ပြီးခဲ့တဲ့အချိန်နဲ့ဘယ်လောက်ထိกว่าလဲဆိုတော့ဒါမျက်ဝါးထင်တွေ့မြင်ရတော့မယ်အချိန်ကိုသိမကြခင်ကာလမှာစပြီးတော့တွေ့ရတယ်နော်ဒီပုံမှာကျွန်တော်မျှော်လင့်တဲ့ဟာလွတ်တော်ရှိခြင်းနဲ့မရှိခြင်းဘယ်လောက်ထိกว่าချမလဲကျွန်တော်တို့တမဂါရှန်ကာဒီတိုင်းကိုပြောလိုက်လို့ရတဲ့ဟာတွေအများကြီးရှိဘာလဲဆိုတော့လွတ်တော်ရှိလို့ရှိရင်ကျွန်တော်တို့အမှုတစ်ခုခုဖြစ်တယ်ကိစ္စရပ်တစ်ခုခုဖြစ်တယ်ကျွန်တော်တို့မျိုးနယ်အဆင့်ခရိုင်အဆင့်တိုင်းအဆင့်ပြီးရင်ဗဟိုအဆင့်တစ်ပါးတိုင်းသုံးပါးတိုင်းဒါတွေရှိတယ်အဲ့ဟာပြီးရင်ပိတ်သွားပြီကျွန်တော်တို့လွတ်တော်မရှိလွတ်တော်ရှိရင်စာချုပ်လို့ဆိုတော့လွတ်တော်ရှိခြင်းသည်
ဒီဟိုဘက်မှာကောင်းကွက်လေးတွေနော်ဒါတွေပေါ်လာမယ်နောက်တစ်ခုကကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တွေကလွတ်တော်တက်ပြီးပြန်လာပြီဆိုလို့ရှိရင်သူရက်တွေတော့ပြန်ကြတော့အခုဆိုရင်ဒါ10ရက်နေ့ဆိုရင်သူတို့လွတ်တော်မနေ့ပြန်လို့ပြီးပြီပထမဆုံးချိန်ဒီဆိုရခွဲတဲ့လုပ်တဲ့လွတ်တော်ဆိုရင်နောက်9လပိုင်းမှာပြန်ပေါ်မှာ6လပိုင်းမှာပြန်ပေါ်မှာအဲ့လိုအချိန်မှာလွတ်တော်ကိုယ်စားလှယ်တွေကပြန်ပြီးတော့မှဒါကိုဝင်ပြန်ခဲ့တဲ့မြို့နယ်တွေပြန်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကဥပမာနစ်နာနေတဲ့နစ်နာချက်တွေဒါမှမဟုတ်ရင်ကိုမြို့နယ်မှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေအုပ်ချုပ်ရေးအခက်အခဲတရားစီရင်ရေးအခက်အခဲဒီဟာတွေကိုကျွန်တော်တို့ကလွတ်တော်ကိုယ်စားလှယ်သွားပြီးတော့မှကျွန်တော်တို့မှာတော့ဒီအခက်အခဲရှိပါတယ်ဒါလေးတွေတော့ကိုကြီးဖြည့်ရှင်းဆောင်ရွက်ပေးပါဆိုတဲ့နော်လွတ်တော်ကိုယ်စားလှယ်ရတယ်ဒါတွေကိုပဲလွတ်တော်ထဲမှာဥပဒေပြုရေးကဏ္ဍဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဥပဒေပြုခြင်းတစ်ခုပါပြီးရင်ဒီလူထုရဲ့မျက်နှာချက်တွေသူ့ရဲ့လိုအပ်ချက်တွေအစိုးရလောက်တာတွေကိုကြည့်ပြီးတော့မှဒါဘာကြောင့်လုပ်တယ်လဲပါညာဆိုတော့ဒီ check and balance လုပ်ငန်းစဉ်တွေဒါတွေကိုကြည့်ပြီးသူကလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လူထုအနေနဲ့ကလည်းကိုယ်စားလှယ်လွတ်တော်ကိုယ်စားလှယ်နဲ့ဆိုရင်လည်းပို့ပြီးနီးနီးဆက်ဆက်ကိုပြောလို့ရတော့ချို့အခြားဟာဆိုဒီကိုယ်စားလှယ်မရှိတဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့မျက်နှာချက်တွေကိုဘယ်သူ့ကိုတော့ပြောကိုလောက်ထားတဲ့လူတွေကိုကိုကပြန်ပြီးတိုင်ရတဲ့ကိစ္စမျိုးပြိပိုင်ကြတော့အဲ့လိုဖြစ်တာပေါ့နော်ဆိုတော့လွတ်တော်ကိုယ်လည်းရှိလာတဲ့ခါကျတော့ကျွန်တော်တို့ကအာဏာ3ရက်ပြန်ကွဲတဲ့အခါမှာဒီဘက်ဥပဒေပြုရေးအာဏာကနေမှအုပ်ချုပ်ရေးအာဏာကိုပြန်လဲထိန်းကျောင်းတဲ့လုပ်ငန်းစဉ်ပေါ်လာတော့ဆိုတော့ဒီလိုခင်းချက်မှာဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့အကောင့်ဘက်ကိုအများကြီးရွေးလာမယ်လို့မျှော်လင့်တယ်ဒါပေမဲ့တချို့တလေကလည်းရှိတယ်ဟာဖြစ်ပါမလားပေါ့နော်အဲ့လောက်ကြီးထူးထူးခြားခြားပြောင်းလဲသွားပါမလားဆိုတော့ကိစ္စရက်တွေလူထုကြားထဲမှာလည်းဆိုတိုးလို့ဖြစ်တဲ့ကိစ္စတွေရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံရေးအခက်အခဲတွေပေါ့အများစုကလည်းဟာတိုက်တော့မထင်ပါဘူးဆိုတဲ့ဟာမျိုးတွေလည်းပြောနေစုံနေကြတယ်လို့ရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့အကောင့်ဘက်ကိုပဲမြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဒါတွေက institution တွေလွတ်တော်ဆိုတဲ့ institution ကြီးကသူပြန်ပြီးတော့မှပြောလုံးကြော်လာသူရှေ့မှာတော့လုပ်ခဲ့တာကြီးရှေ့မှာကျွန်တော်တို့လွတ်တော်20လုပ်ခဲ့တဲ့စကင်ဂျင်တွေသူတို့ဘာလုပ်ရမလဲဆိုတဲ့အခါမှာရှေ့မှာလုပ်ခဲ့တဲ့ဟာကိုကျွန်တော်တို့ပြန်လေ့လာဒီလိုတွေလုပ်ရပါလားဆိုတော့ပြီးရင်သူများနိုင်ငံတွေမှာဘယ်လိုလုပ်တယ်လဲဆိုတဲ့အခါရှိဒါတွေကိုလည်းပြန်ကြည့်ပြီးတော့မှငါတို့ဒါတွေလုပ်ရပါမှာဆိုရှိတယ်သူ institution တွေသူ့ဟာနဲ့သူပြန်ပြီးတော့မှသူလဲပတ်အောင်လည်းလုပ်အောင်အဲ့လိုလုပ်ချင်းအဖြစ်ကိုပြန်ပြီးတော့မှကျွန်တော်တို့ကချင်းပြန်လဲထိန်းချောင်းခြင်းဆိုတဲ့လုပ်ငန်းစဉ်ကြီးပေါ်လာပြီးတော့မှဒါလက်ရှိအခြေအနေထက်တော့အများကြီးတာတဲ့ engine တော့ထွက်လာမယ်ကျွန်တော်တို့ရှိအဲ့ဒါနဲ့တစ်ဆက်တည်းမှာကျွန်တော်ဂျားထဲမှာပေါ့နော်ဒီဥထောင်ကျော်ပြောတဲ့ထဲကနေပြီးတော့ပြည်သူလူထုကကိုဖြစ်စေချင်တာတွေနော်ကိုခံစားမှုတွေကိုယ့်ရဲ့မျက်နှာမှုတွေနဲ့ပတ်သက်ပြီးတော့ဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုဒါပြောကိုမျိုးနဲ့ကိုတင်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်ကိုသွားပြီးတော့တိုင်ကြားတာအကူအညီတောင်းတာအကြံပေးတာလုပ်လို့ရတယ်ဆိုတော့အဲ့တော့ပြည်သူလူထုရောဘာများပြောချင်လဲပေါ့နော်ဥပမာပြကျွန်တော်တို့ကဒီလွှတ်တော်ကိုယ်စားလှယ်ကိုကိုကမဲပေးလိုက်ရင်ပြီးသွားပြီလားကိုဘာလုပ်လို့ရလဲဆိုတော့လေအဲ့ဒါလေးကိုလည်းတစ်ချက်ကျွန်တော်ပြောပြပေးပါခင်ဗျအဓိကတော့လွတ်တော်ကိုယ်စားလှယ်တွေအကုန်လုံးလို့ကကိုယ်စားလှယ်မဖြစ်ခင်မဲပေးရွေးချယ်မခံရခင်မှာဒီမဲဆွယ်ကာလမှာဘယ်လွတ်တော်ကိုယ်စားလှယ်ဆိုပြောကြတာပဲကျွန်တော်တို့ခိုင်းမှာကျွန်တော်ရုံခိုင်းမှာဆိုတော့မှလူလူစီကမဲတောင်းတဲ့အချိန်မှာပြောခဲ့တာဆိုတော့ဘာဖြစ်ဘယ်သူပဲဖြစ်ကိုမဲပေးလိုက်တဲ့လွတ်တော်ကိုယ်စားလှယ်မဟုတ်ဘူးဆိုပေမဲ့ဒီလူဒီလူများစုရဲ့ဆန္ဒတော့ရဆိုတော့မှမဲပေးတဲ့နေရာမှာသူအများဆုံးရတယ်ဖြစ်တော့ကြောင့်ကိုယ်စားလှယ်ဖြစ်သွားတယ်ဒါဘာပဲဖြစ်ဖြစ်ကိုမျိုးနဲ့ကိုယ်စားလှယ်ဖြစ်သွားပြီလေဒီကိုယ်စားလှယ်တွေကိုသူတို့မဲဆွယ်စဉ်ကာလတုန်းကပြောခဲ့တဲ့ဂတိစကားတိုင်းခိုင်းမှာဆိုတဲ့အတိုင်းနာခိုင်းပေးရမှာလူထုဘက်ကလည်းပြီးသွားပြီငါကိစ္စပြီးပြီဆိုတဲ့ဟာမျိုးထားလို့မရဘူးနော်ကျွန်တော်တို့ခိုင်းကိုခိုင်းရဒီကိုယ်စားလှယ်တွေကိုဒါမှပဲကျွန်တော်တို့ကဒီစနစ်ကြီးရဲ့ပုံသဏ္ဍာန်ပို့ပြီးတော့မှအသက်ဝင်လာ။နှမဆိုရင်တော်ကိုယ်စားလှယ်တွေကလည်းစန္ဒဝါဝါနဲ့ဘာလို့လောက်ရမှမသိဘူးလေ။ဥပဒေပြုရေးဆိုတဲ့ဟာကြီးတစ်ခုလုံးတချို့တလေရလည်းတိုက်ပြီးတော့မှဘယ်လိုပြောမလဲ။တအိုင်းသူကျွမ်းကျင်မှုဆိုတာဖြစ်တဲ့အခါကျတော့သူလည်းဝေဝါဖြစ်နေတဲ့ဟာမျိုးရှိတယ်။ပြီးရင်နောက်တစ်ခုကဒီတစ်ခါတော့
ကြည့်လိုက်တဲ့အခါကျတော့လေကျွန်တော်တို့နိုင်ငံရေးအရဝိတ်ပါတဲ့လူနိုင်ငံရေးအတွေ့အကြုံများတဲ့လူထားပါတော့ကျွန်တော်တို့မဆန္ဒမင်းတို့လိုမျိုးကီကျူတို့လိုမျိုးတွေပေါ့နော်အဲ့လိုဒေါက်တာအေးမောင်တို့ဟာဥပရှိန်တို့လိုမျိုးဒါအကုန်လုံးအဲ့တွေ့အကြုံရှိခဲ့တဲ့လူတွေအကုန်လုံးကပြုတ်ကြံခဲ့သလိုဖြစ်နေဆိုတော့ဆိုတဲ့အခါကျတော့ဒါပေမဲ့သူတို့လည်းနောက်ကနေထိမ့်သိမ်းတာတွေပါရောရှိမှာပေါ့သူပါတီကိုယ်စားလှယ်တွေပေါ့နော်အဲ့လိုရောရှိမယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တွေကိုလူထုကသူတို့ရဲ့လိုအပ်ချက်တွေသူတို့ရဲ့မျက်နှာချက်တွေကိုများများပြောမှာပဲလွတ်တော်ကိုယ်စားလှယ်အနေနဲ့ကလည်းသူဒါဆိုရင်တော့ဒါလေးငါပြောမှာပဲဆိုတဲ့အခါမျိုးသူလည်းကုန်ချမ်းရမှာစာရေးဆရာတွေတော့ကုန်ချမ်းထွက်လာလွတ်တော်ကိုယ်စားလှယ်တို့ကုန်ချမ်းထွက်ဖို့ရောကိုရဲ့ဒီကိစ္စဝိစ္စပြီးမြောက်ဖို့ရောနောက်တစ်ခုကတကယ်ကို check and balance စာမျိုးလုပ်ချင်အဖြစ်ပေါ်လာတာအတွက်ပေါ့ဒီဒါမျိုးလွတ်တော်ကိုယ်စားလှယ်တွေကိုနာခိုင်းပေါ့လေသူတို့ရဲ့မဲဆွယ်စကားနဲ့အညီပေါ့အဲ့လိုလေးတော့လုပ်ပေးရင်တော့ကောင်းတဲ့ခင်းကျင်းလေးတော့ပေါ်လာမယ်လို့ညွှန်တယ်ဟုတ်တကယ်လို့များဒီပေါ့နော်ပြည်သူတွေကနေပြီးကိုမဲပေးရွေးချယ်လိုက်တဲ့လွတ်တော်ကိုယ်စားလှယ်ကိုသူ့ဂရိတိုင်းမတည်ဘူးเนาะကိုကနေပြီးတော့ကိုယ့်ရဲ့မျက်နှာချက်တွေကိုတင်ပြတဲ့အခါမှာလွတ်တော်ကိုယ်စားလှယ်ကမလုပ်ပေးဘူးမပြောပေးဘူးဆိုရင်ရောဘာများလုပ်ပိုင်ခွင့်ရှိပါလဲဗျပြည်သူတွေတယောက်အနေနဲ့ပြည်သူတွေအနေနဲ့ခုလောလောဆယ်တော့ကျွန်တော်တို့ Facebook အခြေခံတွေထဲမှာပေးထားတာကျွန်တော်တို့ right to recall ပေါ့နော်ပြန်လဲဒီလွတ်တော်ကိုယ်စားလှယ်တကယ်ကိုအစင်မပြေတဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်တယ်ဒီစင်ဒါပြန်ပေါ်ရမယ် right to recall ဆိုတာရှိတယ်ဒါပေမဲ့လည်းဟလာကျွန်တော်တို့နေဥပဒေပေါ့နေဥပဒေမှာထွက်သေးတဲ့အခါကျတော့အဲ့ဒီဟာကိုရှေ့လွတ်တော်20မှာကျွန်တော်တို့သုံးဆွဲခွင့်မရခဲ့ဘူးအခြေခံဥပဒေကပိတ်ရထားပါရင်ရက်ခင်နဲ့ကျွန်တော်တို့သုံးဆွဲခွင့်မရခဲ့တာဒါပေမဲ့ဒီတစ်ခေါက်မှာအားရဖို့ကောင်းတာပေါ့လေဒါကြန့်ခိုင်ရေးပါတီကဘာပြောအထင်ကြီးရပုဂ္ဂိုလ်ပါပဲဘူးလားဆိုသူကိုယ်တိုင်ကလွတ်တော်မစခင်မှာကလေးကဒီ right to recall လုံးဝပြဋ္ဌာန်းမယ်လို့ဘာလို့ညာတော့ပြောသွားတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီဘက်မှာကြန့်ခိုင်ရေးပါတီမဟုတ်တော့လွတ်တော်ကိုယ်စားလှယ်ကဒီထောက်ကတော်တော်နည်းတယ်ပါပါတယ်နည်းတယ်ပါတော့ဥပဒေတစ်ခုကိုတကယ်ကိုဆိုတစ်ခုမေကွန်တစ်ခုတော့ဝယ်ပြီးမဲ့ဥပဒေတစ်ခုမျိုးဆိုတဲ့ဟာကိုပြဋ္ဌာန်းဖို့ခေါ်ဖို့ဆိုကျွန်တော်20ရာခိုင်နှုန်းလို့တော့20ရာခိုင်နှုန်းဒီဘက်မှာဒီတိုက်ခံဘက်ပေါ့လေတိုက်ခံဒါပေမဲ့ဒီတစ်ခေါက်သုံးတာတော့နည်းနည်းလာတယ်တိုက်ခံလို့မသုံးပါနဲ့ပေါ့ check and balance monitor လို့သုံးပါဒီ check and balance monitor တွေကလူက80ဝန်းကျင်မှရှိတယ်ဆိုတဲ့အခါကျတော့20%မှပြည့်အဲ့တော့ဥပဒေတစ်ခုကိုတကယ်တမ်းဘယ်ခုတင်ဖို့ဆိုရင်နည်းနည်းတော့လူနည်းနေတယ်ဒါပေမဲ့ကားလျော်သွားပဲကြန့်ခိုင်ရေးပါတီကအများစုနိုင်ထားတဲ့ကြန့်ခိုင်ရေးပါတီကဘူးလက်လာဆွေကိုယ်တိုင်ကဒီစလုပ်မယ်ဆိုတဲ့အခါကျတော့ဒါဘယ်သူပဲလုပ်ပါကျွန်တော်တို့ဘယ်ပါတီကပဲလုပ်ဒါမျိုးလုပ်တာပဲဆိုတော့လက်ခုပ်တီးရအများဆုံးလုပ်ပါလို့ပဲကျွန်တော်ကဒီကနေတစ်ဆင့်ဒီနေ့ခေတ်ကနေတစ်ဆင့်ဘူးလက်လာဆွေကတော့တိုက်တွန်းပါတယ်ဒါဆိုရင်ထက်အောင်ကျော်ခဏလေးဒီနောက်မေးခွန်းမတိုင်ခင်ခဏလေးနားပြီးတော့ကျွန်တော်နောက်တစ်ယောက်ဖြစ်တဲ့ဒေါ်ဝင်းမင်းအေးဘက်ကိုကျွန်တော်လှည့်ပေးခြင်းပါခင်ဗျမင်္ဂလာပါဒေါ်ဝင်းမင်းခင်ဗျမင်္ဂလာပါဟုတ်လို့ပါဒေါ်ဝင်းမင်းကလေရက်ဖက်လူဖွဲ့စည်းတွေမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့တယ်တော်တော်လေးလုတ်ခဲ့ပေါ့နော်အခုချိန်ထိလည်းလုံနေစေဖြစ်တယ်အဲ့တော့ဒီတိုင်းပြည်တစ်ခုမှာဒီရက်ဖက်ဖွဲ့စည်းဆိုတာကလည်းရက်ဖက်လူဖွဲ့စည်းဆိုတာကလည်းပြောလို့ရှိရင်တော့ဒါ institution တွေထဲမှာတစ်ခုအပါဝင်ဖြစ်တာပေါ့နော်သူအရေးပါတဲ့ဟာပေါ့ကျွန်တော်တို့ဒီမိုကရေစီသွားမယ်ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်တို့အခုကျွန်တော်တို့နိုင်ငံလိုမျိုးပြန်ပြီးတော့အခြေအနေတွေကတော်တော်ဆိုးနေတဲ့အခြေအနေနဲ့ပြန်ရုံထွက်ရမယ့်အခြေအနေပေါ့နော်ရုံထားရမယ့်အခြေအနေမှာရက်ဖက်လူဖွဲ့စည်းကဘယ်လောက်ထိအရေးပါတဲ့အခန်းကဏ္ဍမှာရှိလဲဆိုတော့အဲ့ဒီဆွေးနွေးပြပါခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဒါကျမတို့ရက်ဖက်လူဖွဲ့စည်းဆိုတာလေတကယ်သူဖွဲ့စည်းရဲ့စတင်ဖွဲ့စည်းလာရတဲ့ရွယ်ချက်ကလူထုရဲ့ဒီအကျိုးစီးပွားပေါ့နော်လူထုကိုယ်တိုင်သူတို့ရဲ့အခွင့်အရေးတွေကိုလက်လန်းမိရနိုင်ဖို့နောက်လက်တလောလူထုရဲ့လိုအပ်ချက်အစ်စ်ကိုကျမတို့ကအချိန်နဲ့တပြေးညီပေါ့ဆိုတော့အစိုးရအနေဖြည့်ရှင်းမယ်ဆိုတော့ကျမတို့ကအစိုးရဆိုတာဒီမိုကရေစီအစိုးရဖြစ်ရင်တော့ကျမတို့ဝန်ကြီးဌာနတွေနဲ့အစစ်တင်ပြရတာတွေဒါဘတ်ဂျက်တွေစီမံခန့်ခွဲရတာတွေရှိရဆိုတော့အချိန်တိုင်းတာတစ်ခုဆိုတော့အရေးပေါ်အခြေအနေတွေနောက်ပြီးတော့လိုအပ်ချက်မြင့်မားတဲ့ကျမတို့တိုင်းပြည်လိုမျိုးနေရာမျိုးမှာရပ်ဖက်ဖွဲ့စည်းတွေရဲ့ဒီလူထုလိုအပ်ချက်ကိုဖြည့်ရှင်းပေးဖို့အကူအညီပေးဖို့ဆိုတဲ့အခန်းကဏ္ဍတော်တော်ကြီးအရေးပါပါတယ်ဆိုတော့ရပ်ဖက်ဖွဲ့စည်းတွေကလူထုနဲ့နီးကပ်နေနိုင်တယ်လူထုရဲ့လိုအပ်ချက်အစစ်အမှန်ကိုသိမယ်လူထုရဲ့လိုအပ်ချက်တွေကိုလည်းအချိန်နဲ့တပြေးညီ
ဖြည့်ရှင်းပေးနိုင်မယ်ဆိုရင်လူအဖွဲ့အစည်းထဲမှာပိုကောင်းတဲ့ဒီ positive change တွေပေါ့အပြုသဘောဆောင်တဲ့ဒီအပြောင်းလဲတွေကိုကျမတို့အများကြီးဆောင်ကျင်းပေးနိုင်ပါတယ်ဆိုတော့အတိတ်အတွေ့အကြုံရပြောမယ်ဆိုလို့ရှိရင်လည်းကျမတို့ဒီ2010နဲ့2020ကြားပေါ့အဲ့ဒါကတော့ကျမတို့မြန်မာနိုင်ငံပွင့်လင်းခဲ့တဲ့ကာလတစ်ခုလို့ပြောလို့ရတယ်အဲ့မှာဆိုရပ်ဖွဲ့စည်းတွေလည်းအများကြီးရှိခဲ့တယ်ပြီးတော့ကဏ္ဍအလိုက်ပေါ့နော်ကလေးသူငယ်ကဏ္ဍကြည့်မလားမျိုးသမီးကဏ္ဍကြည့်မလားအဲ့လိုပဲစိုက်ပျိုးရေးကဏ္ဍလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနောက်ဆုံးငြိမ်းချမ်းရေးကဏ္ဍအထိရပ်အဖွဲ့စည်းတွေရဲ့ဒီထက်ဝင်မှုကအများကြီးပါဝင်နိုင်ခဲ့တယ်။နောက်တဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြစ်စီပေါ့နော်ဆိုတော့ကဏ္ဍအလိုက်အလုံးလုံးကြတဲ့ရပ်ဖွဲ့စည်းတွေကနေပြီးတော့မှသက်ဆိုင်ရာကဏ္ဍတွေမှာကျမတို့လူထုကိုကူညီဖြည့်ရှင်းပေးနိုင်တာတစ်ဖက်မှာလည်းအစိုးရရဲ့မူဝါဒအပြောင်းလဲတွေကိုကျမတို့ policy research တွေလုပ်တယ်။ဥပမာပြောမယ်ဆိုကျမဆိုရင် UN ဒီ agency တခုဖြစ်တဲ့ ILO မှာအလုပ်လုပ်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံတွင်းမှာရှင်းနေပြီးသားအလုပ်သမားဥပဒေတွေကိုကျမတို့ကပြန်ပြီး review လုပ်တာဒီ international level standard တွေနဲ့အညီပြန်ပြီးတော့ကျမတို့ဥပဒေတွေကိုမွမ်းမံတဲ့နေရာမှာကျမတို့က recommendation ပေါ့အကြံပြုချက်တွေပေးနိုင်တယ်လူအဖွဲ့အစည်းတွေပိုကောင်းတဲ့ဥပဒေတွေပေါ်ပေါက်လာဖို့အတွက်ကျမတို့ကဒီအကြံဉာဏ်တွေထည့်သွင်းပေးနိုင်တယ်ပေါ့ဒါကကျမတို့အရက်ဖက်အဖွဲ့အစည်းတွေရှိခြင်းအဖြစ်ကောင်းကျိုးပေါ့ဒါပေမဲ့အဲ့မှာလည်းတစ်ခုရှိတာပါလဲဆိုတော့ကျမတို့ကinternational NGO တွေဖြစ်စေ UN agency တွေဖြစ်စေအားလုံးကသူကနှစ်ရှည်လများတည်ရှိခဲ့တာဖြစ်တဲ့အတွက်သူတို့မှာ code of conduct တွေရှိတယ်အလုံးလုံးတဲ့အခါမှာကျမတို့လိုက်နာရမယ် operation procedure ပေါ့နော်ဘယ်လိုဘာပြီးဘာလုပ်ရမယ်ဆိုတဲ့ဟာရှိရယ်ဝန်ထမ်းတွေကိုလည်းသူတို့စီမှာရှိရဝန်ထမ်းတွေကိုသေချာလေ့ကျင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးလုံးတဲ့အခါမှာကျမတို့လူထုကိုလုံးဝမထိခိုက်အောင်ကျမတို့ကတကယ်ကိုကျမတို့ ethical conduct တွေပေါ့ကျင့်ဝတ်ဆိုင်ရာဒီလမ်းညွှန်မှုတွေနဲ့အလုံးလုံးကြရတာဖြစ်တယ်ဒါပေမဲ့ပြည်တွင်းမှာကျမတို့ကဒါ2010ရဲ့အရှိကိုပြန်သွားလိုက်2008ပေါ့နာဂစ်မုံတိုင်းနဲ့အတူတူကျမတို့ပြည်သူလိုအပ်ချက်ကိုဖြည့်ဆွတ်ပေးမယ်ဆိုပြီးတော့ local NGO ပေါ့ပြည်တွင်းအခြေစိုက်အရက်ဖက်အဖွဲ့အစည်းတွေပါလာတယ်ပေါ်လာတဲ့အခါမှာလက်တလောပေါ့အရေးပေါ်လိုအပ်ချက်တွေကိုကျမတို့ကူညီပေးတဲ့နေရာမှာတော့ဒါကလှုပ်ဆောင်နိုင်ကြတယ်ပေါ့သို့တော့တစ်ဖက်ကဘာဖြစ်သွားလဲဆိုတော့ကျမတို့ကစနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုရဲ့ structure တွေ policy တွေနဲ့မဟုတ်ဘူးအရေးပေါ်အခြေအနေမှာအလုံးဝိုင်းကူညီရမယ်ဟေ့ဆိုလူမှုရေးအသိစိတ်ဓာတ်ရှိရလူတွေနဲ့စတင်ဖွဲ့စည်းတဲ့အခါမှာအဲ့ဒီအဖွဲ့တွေမှာစောစောကပြောတဲ့ social worker ethic လို့ပြောတဲ့လူမှုရေးလုပ်သားတွေရဲ့ကျင့်ဝတ်ဆိုတာမျိုးကိုကျမတို့ကနားမလည်တာမျိုးတွေရှိတယ်။နောက်နိုင်ငံတကာရဲ့ funding ဆိုတဲ့ဒီထောက်ပံ့ငွေကြေးတွေကနေဒီအဖွဲ့အစည်းကိုရောက်လာတဲ့အခါမှာကျမတို့လူတွေရဲ့အစကတော့ကျမတို့စေတနာနဲ့လူမှုရေးလုပ်ငန်းလုပ်တာပဲနောက်ပိုင်းမှာကျမတို့လူလောဘဖြစ်လာတဲ့အခါအချို့လဲကြားဦးမှာမိသားစု organization ဆိုတာမျိုးအဖေကအဖွဲ့အစည်းထောင်လိုက်တယ်အမေက finance ကိုင်တယ်သမီးကဘာဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုးဖြစ်ပြီးတော့ business လို့ဖြစ်လာတယ်စီးပွားရေးလို့ဖြစ်လာလူထုအတွက်တကယ်အလုပ်လုပ်တာမျိုးမဟုတ်ပဲနဲ့သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့ဒီ funding source တွေကိုလိုက်ရှာတာဆိုတော့အဲ့ဒီဟာတွေကတခုကြီးကျမတို့ပွင့်လင်းမှုနဲ့တူပါလာတဲ့အမိုက်တွေလို့ပြောလို့ရမှာပေါ့ဆိုတော့နိုင်ငံတကာလည်းမြန်မာနိုင်ငံကဖွင့်လာပြီဆိုတဲ့အခါမှာ funding တွေကလှိမ့်ဝင်လာတယ်အဲ့ခါကျတော့ကျမတို့ဒါတော့မှကျမတို့အလှူရှင်တော်တော်များများဒီအဖွဲ့အစည်းတွေကိုဒီပတ်စံငွေကြေးတွေထောက်ပံ့တဲ့အခါမှာချီနှောင်မှုတွေပါတယ်ဥပမာအဖြစ်ဒီအချက်လက်တွေကိုလိုက်နာနိုင်မှပေးမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အထူးသဖြင့်ငွေကြေးနဲ့အလွဲသုံးစားတွေမဖြစ်အောင်ဆိုတဲ့ဟာမျိုးဒီလိုလုပ်ပေးမယ်လေကျမတို့ဒီဂျားထဲမှာပဲကျမတို့ကပြောရင်အခုနောက်ပိုင်းပြောမြန်မာနိုင်ငံမှာခက်စားသလိုပေါ့ NGO ဆိုတာရေပေါ်စီလှုပ်ရှားတွေပဲဆိုတော့အဲ့ဒီဟာတွေကတဝက်လောက်ကတဖြည်းဖြည်းချင်းနဲ့ကျမတို့ငကိုရည်ရွယ်ချက်ဖြစ်တဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့လူမှုရေးအဖွဲ့အစည်းတွေလူထုရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အလုံးလုံးကြတဲ့လူတွေဆိုတဲ့နေရာကနေတဖြည်းဖြည်းကျမတို့စံနှုန်းတွေကတွေ့ဖီလာခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကောင်ကလည်းဘယ်မှာပြန်ရက်သွားလဲဆိုတော့2021ပေါ့နော်ကျမတို့အဲ့ချိန်ကျမြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးပြောင်းလဲဖြစ်တဲ့ခါမှာအဖွဲ့အစည်းတွေတော်တော်များများလည်းအလုံးဆက်လုပ်ဖို့အဆင်မပြေဘူးတကယ်တော့ကျမတို့ကိုဗစ်ကာလခေတ်ကလည်းတချို့အဖွဲ့အစည်းတွေကကွင်းစင်းလို့မရတာဘာညာနဲ့ရော့သွားတဲ့အချိန်မှာ2021မှာတော့ကျမတို့က funding တွေလည်းရော့ကျလာတာနဲ့အညီအဖွဲ့အစည်းတော်တော်များများနောက်ဆုတ်သွားတာတွေရှိတယ်ဆက်မလုပ်နိုင်တော့တာတွေရှိတဲ့အခါမှာကျွန်တော်အရက်ဖက်အဖွဲ့အစည်းရဲ့အခန်းကဏ္ဍတဖြည်းဖြည်းချင်းမေးမိန်လာတယ်ပေါ့တပြိုင်တည်းမှာပဲကျမတို့မြင်ရတာတခုကပါလဲဆိုအရက်ဖက်အဖွဲ့အစည်းတွေရဲ့ဒီအခန်းကဏ္ဍပေါ့ဒီကိုယ့်ရဲ့ role ကတကယ်တမ်းတော့ကျမတို့ကဗမ်းမလိုက်တဲ့ role မှာနေရမှာဖြစ်တယ်လူတွေရဲ့လိုအပ်ချက်ကိုဖြည့်ရှင်းရမှာကျမတို့နိုင်ငံရေးပါတီမဟုတ်ဘူးဒါပေမဲ့ကျမတို့ဒီလူမှုရေးအဖွဲ့အစည်းတွေမှာလည်းဘာဖြစ်လာလဲဆိုတော့နိုင်ငံရေးအပြောင်းလဲနဲ့အတူတိမ်ညွတ်မှုတွေပါလာတယ်ပါလာတဲ့အခါမှာကျမတို့ကကိုယ့်ရဲ့ငကိုရက်တီချက်လူထုလိုအပ်ချက်ကိုဖြည့်ဆွတ်ဖို့ဆိုတဲ့ဟာကိုကျမနည်းနည်းလေးတွေ့ပြီးသွားတဲ့အပိုင်းရှိသလိုကျမတို့တက်လာတဲ့အစိုးရကလည်းရက်ဖက်ဖွဲ့စည်းတွေပေါ်မှာစောင့်ကြည့်တာတွေ
တင်းကျပ်လာတာရှိရပေါ့နော်ဆို2022မှာတော့ကျွန်တော်တို့ဥပဒေအသစ်ပြဋ္ဌာန်းတယ်ဒီအရက်ဖက်အဖွဲ့အစည်းဥပဒေမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြစ်မှုပြစ်ဒဏ်အခန်းကဏ္ဍတွေပါလာတယ်ထောင်ဒဏ်တွေပါလာတယ်ဆိုတဲ့အထိပေါ့နော်ကျွန်တော်တို့ဒီအဖွဲ့အစည်းရဲ့မှတ်ပုံတင်သက်တမ်းတိုးရေးကိစ္စတွေဆိုရင်လည်းတအားကျက်သွားပြီးတော့မှ funding ကတကြောင်ဒီဘက်ဥပဒေအရတရားဝင်မှုကတကြောင်နဲ့ဒီအရက်ဖက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍဟာတဖြည်းဖြည်းမေးမိန်လာတယ်ပေါ့ဒါပေမဲ့အခုအပြောင်းလဲဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာလည်းအားလုံးသိကြတဲ့အတိုင်းပဲတအားဆုပ်ယုပ်သွားခဲ့ပြီပေါ့ဆိုတော့လူတွေရဲ့ဒီလူမှုရေးကဏ္ဍပဲဖြစ်ဖြစ်စီးပွားရေးကဏ္ဍပဲဖြစ်ဖြစ်ကျန်းမာရေးကဏ္ဍပဲဖြစ်ဖြစ်ကဏ္ဍတိုင်းလို့မှာကျွန်တော်တို့အရက်ဖက်အဖွဲ့အစည်းတွေကနေစတင်မဲ့အောက်ခြေပေါ့ပြည်သူလူထုကိုယ်တိုင်ပါဝင်တဲ့ပြည်သူလူထုအတွက်ဒီအောက်ခြေအားစတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကအများကြီးလိုအပ်အောင်ပါဆိုတော့အရက်ဖက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကကျွန်တော်တို့ကမှန်မှန်ကန်ကန်ပေါ့စောစောကပြောသလိုလှုပ်ရှားတဲ့ဟာမဟုတ်ဘဲနဲ့မှန်ကန်တဲ့အရက်ဖက်အဖွဲ့အစည်းတွေပေါ်ပေါက်လာဖို့လူထုလိုအပ်ချက်ကိုကျွန်တော်တို့ကဖြည့်ရှင်းပေးနိုင်တဲ့တကယ်စွမ်းဆောင်ရည်ပြေဝတဲ့အရက်ဖက်အဖွဲ့အစည်းတွေဖြစ်ထွန်းလာဖို့ကတော့ဒီအချိန်မှာအများကြီးရေးပါမယ်လို့ကျွန်မကတော့ယူဆပါတယ်။ဆက်ထဲမှာပဲစိုးစိုးကပြောရတယ်ပေါ့ကျွန်တော်တို့အစိုးရတော်တော်များများပေါ့များသောအားဖြင့်ကတော့ဒီမိုကရေစီမဆန်တဲ့အစိုးရတော်တော်များများကတော့ရက်ဖက်လူဖွဲ့စည်းရက်ဖက်အဖွဲ့အစည်းတွေကအစိုးရရဲ့လုပ်ငန်းတွေကိုအနှောက်အယှက်ဖြစ်တယ်အစိုးရရဲ့လုပ်ငန်းကိုလို့ခေါ်မြတ်ရှေ့မရောက်နိုင်အောင်အတားအဆီးဖြစ်တယ်ဥပမာပြတဘောပေါ်ရင်ကိစ္စမျိုးအလုပ်သမားရေးကိစ္စမျိုးတွေမှာသူတို့အတွက်အနှောက်အယှက်ဖြစ်တယ်လို့ယူဆတာရှိတယ်ပေါ့နော်အဲ့တော့အခုစိုးရအစ်စ်ကလည်းတက်လာတော့မယ်ပေါ့မစားခင်မှာတက်လာတော့မယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုးဒီ institution တွေဂျားထဲမှာပေါ့နော်တစ်ဖက်နဲ့တစ်ဖက်အမြင်လွဲမှုမဖြစ်အောင်အစိုးရဘက်ကနေလေဒီဟာကိုဘလို့မြင်စေခြင်းလဲပေါ့နော်ဒီ institution တွေပေါ်မှာဘလို့အမြင်ရှိစေခြင်းလဲပေါ့အဲ့ဒါလေးတစ်ချက်ဆွေးနွေးပြီးအောင်ဟုတ်စောစောပြောသလိုပေါ့ကျမတို့နှစ်ဖက်စလုံးမှာတော့လိုအပ်ချက်ရှိပါတယ်ကျမတို့အရက်ဖွဲ့စည်းတွေရဲ့ role ကကျမတို့clear ဖြစ်ဖို့လည်းလိုတယ်ပေါ့နော်ဆိုအဲ့ဒါကိုကျမတို့ဥပမာပေးရင်ကျမတို့အရက်ဖွဲ့စည်းဒီနာမည်ကအစိုးရမဟုတ်တဲ့အဖွဲ့အစည်းပေါ့ NGO ဆိုရင်လည်းဆိုတော့ကျမတို့ဒီအဖွဲ့အစည်းတွေဒီအစိုးရရဲ့လုပ်ငန်းဆောင်တာတွေနဲ့ကျမတို့က clash ဖြစ်လို့မရအောင်ဆိုတော့ကျမတို့လုပ်ရမှာပုံမှန်လင်းပြောကျမတို့လက်တလောကိုပဲဖြည့်ရှင်းရမှာ policy တွေအတွက်ဆိုရင်ကျမစောစောပြောသလိုပေါ့ policy တွေကိုကျမတို့ကသုံးသပ်ပေးတာ recommendation ပေးတာဒါကျမတို့ဂိတ်ဆုံးရဲ့ကျမတို့လုံပိုင်ခွင့်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့အစိုးရရဲ့ policy တွေအထိဝင်ဆွတ်ဖက်တာနောက်ပြီးလူထုကိုမြှောက်ပေးတာပေါ့အစိုးရကနေပြီးတော့ policy တွေ activist တွေမွေးထုတ်တာပေါ့နော်ဆိုတော့လူထုအစိုးရရဲ့ policy တွေကိုကောင်းတဲ့အပြုသဘောကျမတို့က advocate ပေါ့ပိုကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ advocacy လုပ်ရမယ်အစားကျမတို့က activist တွေမွေးထုတ်မယ်နှောက်ယှက်မယ်ဆိုတဲ့အခါကျတော့အစိုးရနဲ့ကျမတို့ရပ်ဖက်အဖွဲ့အစည်းတွေကြားထဲမှာယုံကြည်မှုတည်ဆောက်ဖို့ကအရင်ခက်ခဲသွားတယ်တစ်ဖက်မှာလည်းကျမတို့ကအစိုးရဘက်ကလည်းလမ်းဖွင့်ပေးဖို့လိုတယ်ဒီအရက်ဖက်အဖွဲ့အစည်းတွေနဲ့ကျမတို့ကဥပမာ3လပတ်အစည်းအဝေး coordination ကျွန်တော်တို့ကတော့အစိုးရရဲ့ policy အတိုင်းဆောင်ရွက်နေတဲ့ကိစ္စတွေမှာတကယ်အောက်ခြေပြည်သူလူထုအတန်ကိုနားထောင်နေတဲ့ပြည်သူလူထုရဲ့လိုအပ်ချက်ကိုပြည်သူလူထုကြားမှာနေပြီးသိမြင်တဲ့ဒီအရက်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့မှဘာတွေတွေ့ရလဲကျွန်တော်တို့လိုအပ်ချက်တွေပေါ်မှာဘာအကြံပြုစရာရှိလဲဆိုတဲ့ဟာမျိုးဖိတ်ခေါ်ဖို့လိုတယ်ဒါမှသာအရင်တော့ဆိုကျွန်တော်တို့လုပ်ခဲ့3လပတ်အစည်းအဝေးတွေဥပမာကျန်းမာရေးဝန်ကြီးဌာနကကျန်းမာရေးနဲ့ပတ်သက်နေတဲ့အလုပ်တွေလုပ်ကင်နေတဲ့အရက်ဖက်အဖွဲ့အစည်းတွေကို3လတစ်ကြိမ်ဖိတ်ခေါ်တယ်။ဘာတွေလုပ်နေလဲဘယ်ဒေသမှာဘာတွေလုပ်နေလဲကျွန်တော်တို့အစိုးရဘက်ကနေဘာတွေကူညီပေးရမလဲဆိုတဲ့ဟာမျိုးဒီခရိုင်တာဝန်ခံတွေကနေပြီးတော့ဒီခရိုင်ဘက်မှာအလုပ်လုပ်နေတဲ့ဒီ CSO တွေ NGO တွေနဲ့တွေ့ပြီးအစည်းအဝေးလုပ်တာမျိုးဆိုကျွန်တော်တို့ယုံကြည်မှုလည်းပို့တိစောက်နိုင်တယ်လို့ role လည်း clear ဖြစ်တယ်ပေါ့။ပြောမယ်ဆိုကျွန်တော်တို့အရက်ဖက်အဖွဲ့အစည်းတွေကလည်းဘာမှမကြော်မိဖို့လိုတယ်။အစိုးရရဲ့အလုပ်တွေကိုကျမတို့ဝင်ပြီးလူပြီးလုပ်တယ်လို့မျိုးနောက်ပြီးလူထုကိုစီးအောင်တဲ့နေရာမှာလည်းကျမတို့ကအစိုးရအသုံးမချလို့ငါတို့ကခင်ဗျားတို့ရဲ့လိုအပ်ချက်တွေလာဖြစ်ပြီးနေရတာဆိုတော့အစိုးရကိုပြည်သူလူထုနဲ့အစိုးရကိုရန်တိုက်ပေးတဲ့အတုံးအနှုံမျိုးတွေသုံးတာမျိုးတွေတော့အရက်ဖက်အဖွဲ့အစည်းတွေကလည်းရှောင်ကျဉ်ရမယ်ဒီနေရာမှာကျမတစ်ခုပေါ့နော်ကျမရဲ့အတွေ့အကြုံရပြောရရင်ကျမတို့ဥပမာဆရာဝန်တွေအလုပ်လုပ်မယ်ဆရာဝန်တွေအတွက်ဒါ license လို့ရတယ်စေကူတာခွင့် license လို့အဲ့လိုပဲ engineer ဆိုလဲဒီကောင်စီကလက်မှတ်ရမှ engineer လုပ်လို့ရတယ်ဒါပေမဲ့ကျမတို့လူမှုရေးလုပ်ငန်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်ဘာ license မှမလို့ဘယ်သူမှဆို NGO ဖွဲ့မှာထောင်လိုက်မယ် NGO ဝန်ထမ်းလုပ်လိုက်မယ်နောက်ဆုံးကိုသက်စင်တို့လိုသတင်းမီဒီယာဌာနအစသတင်းမီဒီယာကောင်စီကပေးထားတဲ့မီဒီယာလက်မှတ်ရှိရမယ်ကျမတို့ NGO လောကမှာမလို့ဘူးအခုအလုပ်ရှောက်လိုက်တယ်အလုပ်ရတယ်ဆိုရင်လူမှုရေးလုပ်သားဖြစ်သွားတယ်အဲ့ဒီဟာတွေကလည်းကျမခုနပြောတဲ့အားနည်းချက်တွေစိန်ခေါ်ချက်တွေကိုဖြစ်ပေါ်စေတာဖြစ်တယ်ဆိုတော့ကျမတို့စောက်လုပ်ခဲ့တဲ့ case ပေါ့နော်ကျမတို့တော့2004လောက်ခါလောက်တော့အဲ့ခေတ်တုန်းကတော့ကျမတို့က NGO အရန်နေသေးတယ်ဆိုတော့နေသေးတဲ့ NGO တွေ UN agency တွေကလည်းဝန်ထမ်းခန့်လိုက်ပြီဆိုတာနဲ့သူတို့က social worker ethic ကျမတို့စပြီးအလုံးမလုံးခင်မှာဒီလူမှုရေးလုပ်သားတွေမှာဘယ်လိုကျင့်ဝတ်တွေနဲ့အလုံးလုပ်ရမယ်
code of conduct တွေကဘာတွေရှိရဆိုတဲ့ဟာကိုတေချာလေ့ကျင့်ပြီးမှကျမတို့က field ကိုဆင်းရတယ်အဲ့ခါကျတော့လူထုကိုလည်းကျမတို့ကပြဿနာမတက်စေသလိုအစိုးရနဲ့လူထုကိုရန်တိုက်ပေးခဲ့တဲ့လူတွေလည်းမဟုတ်ခဲ့ဘူးပေါ့ဒါပေမဲ့ခုနပြောသလို2008နောက်ပိုင်းမှာကျမတို့ကNGO တွေကလည်းပို့ပေါက်တယ်လို့ပေါက်လာတယ်အစိုးရကလည်း NGO တွေကိုကောင်းကောင်းမထိန်းကျောင်းနိုင်ဘူးတပြိုင်တည်းမှာပဲ NGO တွေဖက်မှာလည်းလှုပ်ရှားတာတွေရှိတယ်လို့တချို့နိုင်ငံရေးအရအမျက်ထုတ်ချင်လို့ဒီ NGO မှာလာပြီးတော့မှခုနပြောသလိုပေါ့အစိုးရနဲ့လူထုကိုရန်တိုက်ပေးတဲ့ပုံစံမျိုးဆိုတော့အဲ့ဒီဟာတွေကကျမတို့ပြန်ပြီးမျှချေရောက်အောင်တော့လာမဲ့အစိုးရကပပနက်နက်ကင်ကြွယ်ဖို့တော့လုပ်မယ်ကြက်တယ်ဆိုတာလည်းအလုပ်တစ်ခုမဟုတ်ဘူးကျမတို့ဥပဒေအရဒီရပ်ဖက်အဖွဲ့အစည်းတွေမပေါ်ပါအောင်ကြက်လိုက်မယ်ဆိုရင်လည်းစောစောပြောလို့ကျမတို့ကအခုအချိန်မှာရပ်ဖက်အဖွဲ့အစည်းတွေရတာလေအချိန်နဲ့တပြေးညီလူထုရဲ့လိုအပ်ချက်တွေလူထုအကျိုးစီးပွားတွေကိုလုပ်ပေးနိုင်တာဖြစ်တယ်ဆိုတော့ပေါ်ပေါက်ဖို့လိုတယ်ဒါပေမဲ့ပေါ်ပေါက်လာတဲ့အရပ်ဖက်အဖွဲ့အစည်းတွေကစစ်မှန်တဲ့အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်ဖို့အစိုးရနဲ့လက်တွဲပြီးလူထုအကျိုးစီးပွားကိုဆောင်ရွက်နိုင်ဖို့ဆိုတဲ့ဟာတွေကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေကိုတော့ကျွန်တော်တို့တေးသေးချာချာပေါ့နော်ပညာရှိပပနက်နက်ကင်ကြွယ်ဖို့တော့လိုမယ်လို့ဒါမြင်ပါတယ်ဟုတ်ဒီဟာကတော့အစိုးရနဲ့ပတ်သက်တာပေါ့နော်အခုလည်းလွှတ်တော်အသစ်ပေါ်လာပြီပေါ့လွှတ်တော်အသစ်တွေထွက်လာပြီဆိုတဲ့အခါကျတော့လွှတ်တော်နဲ့ရောအဖက်လူအဖွဲ့အစည်းတွေကဘယ်လိုမျိုးပုံစံလို့ရနိုင်လဲအဲ့ဒါလေးတစ်ချက်လောက်ဆွေးနွေးပေးပါခင်ဗျဆိုတော့ကျမတို့အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ role ထဲမှာတစ်ခုက advocacy ပါကျမတို့ကလွှတ်တော်ထဲမှာရှိရလွှတ်တော်အမတ်တွေကိုဥပမာအဖြစ်ကျမတို့လွှတ်တော်ထဲမှာရေးရကော်မတီတွေရှိမယ်ဆိုတော့အမျိုးသမီးတွေကိုအကာအကွယ်ပေးမဲ့ရေးရကော်မတီရှိကျမတို့ကလက်ရှိအမျိုးသမီးတွေမှာလိုအပ်နေတဲ့လိုအပ်ချက်တွေစိန်ခေါ်မှုတွေဒါတွေကိုကျမတို့သုတေသနလုပ်ပြီးတော့သုတေသနရလဒ်တွေကိုကျမတို့ကဒီရေးရကော်မတီတွေကိုကျမတို့ပံ့ပိုးပေးလို့ရတယ်ပညာရေးဆိုလဲထုံနည်း၎င်းပဲကျမတို့ကဏ္ဍလိုက်လွှတ်တော်ပေါ်လာပြီဆိုရင်ရေးရကော်မတီတွေပေါ်လာမယ်ဆိုတော့တဘာဝပတ်ဝန်းကျင်ဖြစ်စေဒီအမျိုးသမီးအခွင့်အရေးနော်ကလေးသူငယ်အခွင့်အရေးအလုပ်သမားအခွင့်အရေးစသဖြင့်ပေါ့မတန်ဆွမ်းအရေးဒီအရေးကိစ္စတွေလုပ်တဲ့ဒီရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လွှတ်တော်ထဲမှာရှိနေတဲ့ရေးရကော်မတီတွေကို၎င်းဒါမှမဟုတ်ရင်ကိုအလုံးလုံးနေတဲ့ဒေသမှာရှိတဲ့လွှတ်တော်အမတ်ကိုတော့၎င်းဓာတ်ရိုက်ကျမတို့ advocacy လုပ်လို့ရတယ်ဒီဟာတွေကတော့ပြုတ်တဲ့ပေါ်အပြောင်းလဲအတွက်ချက်ချင်းကင်တွေဖြည့်ရှင်းရမယ့်ပြဿနာတွေဖြစ်တယ်ဒါကတော့ရေရှည်မှာဥပဒေပြဋ္ဌာန်းပြီးကဝယ်ပေးရမယ့်ပြဿနာတွေဖြစ်တယ်ဆိုတာအရက်ဖွဲ့အဖွဲ့စီကပုံမြင်တယ်ဘာလို့ဆိုတော့သူကလူထုနဲ့အတူတူအလုံးလုံးနေတာဖြစ်တဲ့အတွက်အဲ့ဒီဟာတွေကိုကျမတို့ကစောစောပြောသလိုဘာမှမကြော်မိဖို့တော့လိုတယ်ကျမတို့က advocacy role မှာနေတာဆိုတော့ကိုယ့် role အတိုင်းကျမတို့ advocacy လုပ်တကယ်လို့ကျမတို့အခုဆိုရင်လည်းကျမတို့နိုင်ငံထဲမှာဒီလိုပညာရှင်တွေပေါ့နော်ပြီးခဲ့တဲ့ကာလတွေမှာကျမတို့ကဏ္ဍလိုက်ပညာရှင်တွေရှိပါတယ် NGO လောကထဲမှာဒီ CSO လောကထဲမှာဒီပညာရှင်တွေကလည်းလွှတ်တော်ထဲကရေးရကော်မတီတွေမှာပညာရှင်တွေအနေနဲ့ဖိတ်ခေါ်မယ်ဆိုရင်တော့ဝင်ပါပြီးတော့မှဒီဟာတွေကိုအလုပ်လုပ်ပြီးလို့ရမယ်ပေါ့နောက်ဆုံးမပါသည့်တိုင်အောင်ကျမတို့ဒီရေးရကော်မတီတွေကို input ပေါ့ကျမတို့တွေးရှိချက်တွေအကြံပြုချက်တွေကိုပေးလို့ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျနောက်မိကုန်းတစ်ခုပြီးမှပဲဆက်ပါအောင်မယ်အခုလောလောဆယ်တော့ဆရာဒေါက်တာအမ်ကွန်လာကိုလှည့်ပေးပါအောင်မယ်ခင်ဗျကျေးဇူးပါဟုတ်ကဲ့မင်္ဂလာပါဒေါက်တာအမ်ကွန်လာခင်ဗျဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ဒေါက်တာအမ်ကွန်လာက2012ကစပြီးတော့ပါတီခေါင်းဆောင်တစ်ခုအနေနဲ့တောင်းယူလာလို့ကျွန်တော်သိရပါတယ်အဲ့တော့အခုလည်းငြိမ်းချမ်းရေးလုပ်ငန်းတွေကိုထဲထဲဝင်လုပ်နေပြီးတော့နောက်ပြီးတော့ဒီတိုင်းသားခေါင်းဆောင်ဦးတွေဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဒီရှေ့ဆက်လာမယ့်မှာပြီးမှာပေါ့နော်အခုလောလောဆယ်ဆိုရင်ကျွန်တော်တို့တော်တော်ဟိုနေပေါ့စိုက်ပွဲတွေစစ်ပွဲတွေနဲ့တော်တော်ခဲရုံးကန်ဖြည့်ရှင်းနေရတဲ့ကာလလည်းဖြစ်တာပေါ့နော်အခုလွတ်တော်လည်းပေါ်လာတယ်အစိုးရတစ်လည်းပေါ်လာတော့မယ်ပေါ့မကြခင်မှာဆိုတော့အခုကာလမှာဒီအရေးကြီးဆုံးပေါ့နော်ဒီဆိုဝါတက်ကရောဒီအာဏာရပါတီကရောဒီအရပ်ဖက်အဖွဲ့အစည်းတွေကရောပညာရှင်တွေကရောနိုင်ငံရေးလေးလက်သုံးသက်သူတွေကရောဒီတက်လာတဲ့အစိုးရရဲ့အမှောက်ဆုံးလုပ်တဲ့အလုပ်ကငြိမ်းချမ်းရေးလုပ်ငန်းဆိုပြီးတော့ပြောကြရလေရှိတယ်ပေါ့နော်ရှိတော့အခုငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့ထဲထဲဝင်ဆောင်နေသူလေးဖြစ်တဲ့တိုင်းရင်းသားခေါင်းဆောင်တူလေးဖြစ်တဲ့ဒေါက်တာအမ်ခွန်လာအနေနဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအချက်တွေကတော့ချက်ဖြစ်နေလဲပေါ့မှာပြီးရဲ့ငြိမ်းချမ်းရေးတွေအဲ့ဒါလေးကျွန်တော်သုံးဆွေးနွေးပြပါခင်ဗျဟုတ်ကဲ့ဗျအခုလက်ရှိကကျွန်တော်တို့လက်ရှိအခြေအနေပေါ့အခင်းကျင်းကိုကျွန်တော်တို့ကနည်းနည်းလေးသုံးသပ်ဖို့လိုတယ်လက်ရှိအခင်းကျင်းကတော့နံပါတ်1အစိုးရပုံစံပြောင်းသွားတယ်နောက်တစ်ခါလွတ်တော်ပေါ်လာတယ်ပေါ့နော်အာဏာ3ရပ်ကိုခွဲထားတယ်အဲ့ဒီဒီမိုကရေစီအခင်းကျင်းထဲမှာတော့ပုံစံကြတော့ပြောင်းဝင်လာတယ်ပေါ့နော်အတွင်းမှာဆောင်ရွက်သူပေါ့ stakeholder တွေကတော့ပြောင်းနေမပြောင်းနေတော့ဒါကျွန်တော်မူရဖန်လို့ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့
နိုင်ငံရဲ့အခင်းကျင်းပုံစံကတော့ democratic way ကိုတော့ပြန်ရောက်လာပါတော့ရောက်လာတော့ကျွန်တော်တို့စဉ်းစားမှာတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တိုင်းပြည်ကဒီပြည်ရင်းစစ်ပေါ့ပြည်ရင်းစစ်က1948လွတ်လပ်ရေးရပြီးဇန်နဝါရီမှာရတယ်မတ်လမှာကျွန်တော်တို့ဝါဒရေးရရှင်ပြိုင်မှုအနေနဲ့ communist and socialist အနေပြီးတော့မှကျွန်တော်တို့ခုလိုပဲလက်နက်ကိုင်ပဋိပက္ခပေါ်လာတယ်အဲ့ရနေပြီးတော့မှလူမျိုးစုရေးရနော်လူမျိုးစုရေးရပဋိပက္ခမကျေနပ်ချက်တွေနဲ့ကျွန်တော်တို့လက်နက်ဆွဲကိုင်တော်လန်ပုံကန်တဲ့ဟာကအတီးတီးတကယ်တမ်းအတိအကျပြောမယ်ဆို1949နောက်တစ်နှစ်January မှာပဲ MNDO နဲ့KNDO နောက်ခုဆက်ပေါ်လာပြီးကျန်တဲ့ကတော့ဒီနေ့ခေတ်ကတော့အားလုံးသိတဲ့အတိုင်းပဲအားလုံးကတော့တိုင်ဆွဲနေတယ်အဲ့တော့ဆိုလိုတော့ကျွန်တော်ပြောလိုတာကကျွန်တော်တို့တိုင်းပြည်ရဲ့သမိုင်းကြောင်းနဲ့နိုင်ငံရေးအခင်းကျင်းကလွတ်လပ်ရေးနဲ့အတူခုနကနိုင်ငံရေးပဋိပက္ခနဲ့လက်နက်ကင်တိုက်ပွဲတွေကဖော်ပြတော်အနေနဲ့တောက်လျှောက်ဖြစ်လာတဲ့ခါကျတော့အခုအစိုးရမှာမဟုတ်ဘူးအစိုးရအဆက်ဆက်ကဒီငြိမ်းချမ်းတဲ့ပတ်သက်တဲ့ကိစ္စကအရေးကြီးပါတယ်ထိတ်တန်းကျွန်တော်တို့ဆောင်ရမယ့်ကိစ္စအလင်းအမြန်ဆောင်ရမယ့်ကိစ္စအဲ့လိုဟာတော့တွဲရက်ပါပြီးသားပါအဲ့တော့ခါကျတော့အခုအစိုးရအနေနဲ့ဆိုရင်လည်းငြိမ်းချမ်းတဲ့ပတ်သက်ပြီးတော့မှဦးစားပေးဆောင်ရမယ်ဒီလိုပဲငြိမ်းချမ်းရေးနဲ့တွဲပြီးတော့မှကျွန်တော်တို့တိုင်းပြည်ကအဆက်အရာချွတ်ချုံကြသွားတာအားလုံးသိတဲ့အတိုင်းပဲလေအဲ့တော့ကျွန်တော်တို့ကစီးပွားရေး sector နဲ့လေကျွန်တော်တို့ကတခါလေးတွဲသွားရမယ်အဲ့လိုတော့ကျွန်တော်မြင်တဲ့အခါကျတော့ဘယ်လိုလုပ်မလဲပေါ့နော်ဘယ်လိုလုပ်မလဲဆိုတော့အစိုးရဆက်ကတော့အမျိုးမျိုးအကောင့်တွေပေါ်ခဲ့တယ်အမျိုးမျိုးအကောင့်တွေပေါ်ခဲ့တယ်နံပါတ်ကျွန်တော်တို့ဥနုဆိုလက်ထက်နော်ဥနုဆိုရပြီးတော့မှဥနေဝင်းဆိုရနောက်တစ်ခါမဆလာတပါတီအာဏာရှင်စနစ်အစိုးရပြီးတော့မှနဝတနာဖနောက်ကျွန်တော်တို့အခုလက်ရှိဥသိမ်းတဲ့ဆိုရ NLD ဆိုရအစိုးရတွေအဆက်မှာငြိမ်းချမ်းရေးကိုဆောင်ရွက်ခဲ့တဲ့နေရာမှာကျွန်တော်အမြင်ကတော့ပုံစံတစ်ခုတည်းပုံစံကြအနေနဲ့ကျွန်တော်တွေ့ရတယ်အဲ့ဒါတော့ဘာလဲဆိုတော့ငြိမ်းချမ်းရေးလို့ပြောလိုက်တာနဲ့လက်နက်ကင်အဖွဲ့နဲ့အစိုးရကအဓိကဦးစားပေးပြီးစကားပြောကြတယ်အဲ့ဒါနဲ့ပြီးသလားဆိုတော့မပြီးခဲ့ဘူးဒါကျွန်တော်သုံးသပ်တာကိုပြောတော့ဗောနော်အဲ့တော့နံပါတ်1ဘာလဲဆိုတော့လက်နက်ကင်အဖွဲ့နဲ့အစိုးရနဲ့ပဲတောက်ချောက်ပြောလာခဲ့တဲ့ပုံစံအမျိုးမျိုးကျွန်တော်တွေ့ခဲ့ရတယ်တွေ့ခဲ့ရတဲ့အခါကျတော့တကယ်တမ်းလိုအပ်နေတာကကျွန်တော်အမြင်ကတော့ငြိမ်းချမ်းရေးဆိုရင်ကျွန်တော်တို့လူထုနဲ့ကျွန်တော်တို့ဆွေးနွေးတဲ့လူထုနဲ့အတူသွားတဲ့ပုံစံကိုအကောင့်တွေပေါ်လာတာမတွေ့ရဘူးအဲ့ဒါတော့အစိုးရဆက်ဟာအခုလာမဲ့အစိုးရမှာဟောအဲ့ဒါလုံမလားဘူးเนาะအဲ့ရလေးတော့ကျွန်တော်ဆန္ဒလေးရှိပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လက်နက်ဆွဲကင်တဲ့တိုင်းသားEAO တွေတော်တော့ကောင်းဝါဒရေးကင်တဲ့အခုကတော့မရှိဘူးဒါပေမဲ့ရိပ်ရောင်လေးတော့နည်းနည်းတွေ့နေရသေးတယ်အဲ့ဟာတွေအားလုံးကဘယ်အောင်အခြေခံလဲဆိုတော့လူထုကိုပဲအခြေခံမှာဘာလို့ဆိုတော့သူတို့ရဲ့စုမှုနယ်မြေတွေမှာလူထုထောက်ခံမှုရအောင်လုပ်တယ်အဲ့ကနေပြီးတော့မှအဆက်ဆက်လက်နက်တပ်ဆင်တယ်လက်နက်တပ်ဆင်ပြီးအစိုးရကိုတိုက်ခိုက်တယ်နယ်မြေတွေလွှမ်းမိုးမှုရအောင်လုပ်တယ်လက်ပြီးလွှမ်းမိုးတာနဲ့အများတခါလူထုကိုတခါပြန်စီးရုံရတယ်အဲ့တော့ဒီဖြစ်စဉ်ကြည့်မယ်ဆိုရင်လူထုကိုပဲအခြေခံဒီလိုပဲနိုင်ငံတော်အစိုးရဘက်ကကြည့်မယ်ဆိုရင်ဒါအခုပြောနေကြမလို့ဘူးကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့ထောက်ခံမှုနဲ့အဲ့ရဲ့အခြေခံနဲ့ပဲသွားပါတော့အခုဆိုရင်ကျွန်တော်တို့စစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုကျွန်တော်တို့ပြန်အခြေပြုပြီးတော့မှတင်တဲ့နေပြီးတော့တိုက်ပွဲတွေပြန်အကောက်တယ်ပေါ့နိုင်ငံတော်ကာကွယ်ရေးကိုဆောင်ရွက်တယ်ပေါ့ဗျာအဲ့လိုလေးတော့ရှိတယ်ဆိုတော့နှစ်ဖက်ကိုကြည့်တော့ရင်လူထုကိုပဲအခြေခံဒါပေမဲ့ပြဿနာကနိုင်ငံတော်ပြဿနာကြီးလေဒီပြည်တွင်းစစ်ကပြည်တွင်းနိုင်ငံရေးပြည်ပခါဒီလောက်ရှိကြတယ်ဒါတကယ်နိုင်ငံတော်ပြဿနာဒါပေမဲ့နိုင်ငံတော်ပြဿနာကိုဖြေရှင်းတဲ့နေရာမှာကြတော့နိုင်ငံတော်ရဲ့အဓိကအခြေခံဖြစ်တဲ့ပြည်သူလူထုရဲ့human resources တွေပေါ့နော်ကျွန်တော်တို့ public base ဆိုကြတော့ဘာဖြစ်လို့ကောင်းကောင်းမလုပ်တလေပေါ့အဲ့ဟာကအကြီးမားဆုံး gap ကြီးလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်အဲ့တော့အဲ့ကနေတစ်ဆင့်ကျွန်တော်တို့ကဘယ်လိုသွားမလဲပေါ့နော်
ဘယ်လိုသွားမလဲအခုလက်ရှိလက်နက်ကိုင်နေနဲ့လည်းညီညာကြီးကပြောရမယ်ဆိုရမယ်လက်နက်ကိုင်ရဲ့နံပါတ်1ကတော့အပြစ်ခတ်ရစရေးပေါ့နော်ceasefire ကိုအရင်သွားမယ် ceasefire ပြီးတာနဲ့ဘာလာမလဲဆိုတော့ political agreement ပေါ့နော်နိုင်ငံရေးသဘောတူညီချက်နိုင်ငံရေးသဘောတူညီချက်လို့ပြောလိုက်တာလဲဘာလာလဲဆိုတော့ civilization တွေပါလာတယ်အဲ့ဒါနားလည်ဖို့လိုတယ်ကျွန်တော်တို့လက်ရှိ stakeholder တွေပေါ့နော်ဒီနိုင်ငံတော်အစိုးရဘက်က stakeholder EAO ဘက်က stakeholder တွေအားလုံးဒီဟာကိုတော့ကြည်ကြည်နက်နက်တေချာသဘောပေါက်ရင်တော့ပိုကောင်းတယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆို civilization ကို base သွားတဲ့ peace process မှာဒီဟာကကျွန်တော်တိုင်းပြည်အဖြေထွက်မယ်လို့ကျွန်တော်ကတော့ဒီလိုပဲမြင်ပါတယ်ခင်ဗျဟုတ်အဲ့တစ်ဆက်သေးပေါ့နော်ဒေါက်တာဖူလာပြောတာကလည်းဒီလူထုကိုအခြေခံပြီးတော့သွားရမယ်ဆိုတော့ငြိမ်းချမ်းရေးပေါ်ဆောင်မှုပေါ့နော်တစ်ဖက်ကလည်းကျွန်တော်တို့ပြီးခဲ့တဲ့10နှစ်ပေါ့နော်တော်တော်တန်း10နှစ်ဆိုတော့တန်း10နှစ်မှာဆိုတော့20မှာပေါ့နော်ကျွန်တော်တို့ NCA ဆိုပြီးတော့လုပ်ပြီးတော့အကောင့်တွေပေါ်ပြီးတော့လုပ်ခဲ့ကြရလည်းရှိတယ်ပေါ့လေအဲ့တော့အခုခါမှာ NCA ကနေပြီးတော့ဖယ်ခေါ်သွားတဲ့တိုင်းသားလက်နက်ကိုင်အချို့လည်းရှိရပေါ့လေအဲ့တော့ဒီ NCA ကဘာကြောင့်မဖြစ်မအောင်မြင်ရဘူးမအောင်မြင်နိုင်ဘူးဆိုပြီးတော့ယူဆကြတာလေနောက် NCA ကရောတကယ်လုပ်ဖြစ်နိုင်သေးလားပေါ့အဲ့ဒါလေးလည်းချက်ဆွေးနွေးကြည့်ပြီးတော့ဟုတ်ကဲ့ပါ NCA ကတကယ်တမ်းကျသူ့ဟာကတနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစေစာချုပ်ပေါ့ Nationwide Ceasefire Agreement ပေါ့နော်အဲ့တော့ကျွန်တော်ပြောလို့တာက NCA ကအမည်နာမတစ်ခုပဲ NCA ဆိုပြီးနာမည်ပြတ်တာကကျွန်တော်အနေနဲ့ပြောရင်အဓိပ္ပာယ်မရှိဘူးNCA ကတော့အနှစ်သာရှိပြီလားအဲ့တော့ NCA ကဘာဖြစ်နေညာဖြစ်တယ်ပြောတာကအဆင်မပြေဘူးအဲ့တော့ဘာလဲဆိုတော့ nationwide ceasefire ဖြစ်ဖို့ကမဟုတ်လေကျွန်တော်တို့လုပ်ဖို့လုပ်အောင်နာမည်နဲ့သူ့ရဲ့လှုပ်ဆောင်မှုကတစ်ထပ်တည်းဖြစ်နေလို့ NCA ကမကောင်းဘူးပြောနေတာအမှန်မှားနေတယ်ဒါတစ်ချက်ပေါ့ကျွန်တော်ပြောလို့တာနောက်တစ်ချက်က NCA အခုဦးသိန်းစိန်ဆိုတာလက်ထက်ကစာချုပ်ချုပ်ခဲ့တဲ့ NCA ကဘာကြောင့်နာမည်ပြတ်တယ်လဲပေါ့နော်အဲ့ဒါတော့ကျွန်တော်မြင်တာတော့အဓိကကဘာလဲဆိုတော့ TOR တို့ framework ကိုကျွန်တော်နည်းနည်းပြန်ပြင်ရအောင်မယ်တခုကျွန်တော်တို့သဘောတူညီချက်တခုဆိုတာတက်တက်လုံးမှန်နေတယ်မဟုတ်ဘူးကျွန်တော်တို့အဆက်ဆက်ကျွန်တော်တို့လိုအပ်ချက်တွေကိုပြန်လည်ညှိနှိုင်းပြီးတော့မှအကောင့်တွေပေါ်အောင်ကျွန်တော်တို့စီမှာကအဲ့ဒီအချက်တစ်ချက်လိုနေပြန်လည်ညှိနှိုင်းအကောင့်တွေပေါ်တဲ့process တစ်ခုပြန်ပြောက်သွားတယ်ပြန်ပြောက်သွားပြီးတော့မှဒီ NCA မှာပဲဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဟို deadlock တွေမှာပဲသွားပြီးပြဿနာရှာနေတော့အခုတချို့အပြန် turning point ပြန်လှည့်သွားတာလို့အဲ့လိုမျိုးမြင်တယ်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကကျတော့ GMC ရဲ့အခန်းကဏ္ဍလူနေတာအဲ့ဒါကျွန်တော်ပြောတော့ framework မှာကျွန်တော်ပြင်ရေးရမယ်GMC ကလုပ်ပိုင်ခွင့် GMC ကိုဘယ်လို format ချတယ်လဲ GMC မှာဘယ်သူတွေပါတင်တယ်လဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါကျွန်တော်ပြည်နယ်စိတ်ကျွန်တော် division မှာကျွန်တော်တို့တိုင်းနဲ့ပြည်နယ်ရဲ့ GMC ကျွန်တော်ပြောရမှာပြည်တော်စုGMC မှာလိုအပ်ချက်ကအဲ့တစ်ချက်အနေနဲ့ကျွန်တော်ထောက်ပြလို့ဒါ NCA နဲ့ပတ်သက်တဲ့ဟာပေါ့ဒါပေမဲ့တကယ်တမ်းကျတော့ဒီ NCA ကကျွန်တော်တို့ဆောင်ရွက်ရမှာပဲတခြားနာမည်နဲ့လုပ်လဲ NCA ပဲဘာ nationwide ceasefire ပဲအဲ့တော့ငြိမ်းချမ်းရေးကိုလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားဒါအခုကျွန်တော်လက်နက်ကိုင်ရင်ဆိုင်တိုက်ခတ်နေတဲ့အုပ်စုနှစ်စုကိုပဲကျွန်တော်ပြောတာနော်အဲ့လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့လက်နက်တွေကင်ထားမှတော့အပြစ်ရတာတော့အပြစ်ရတာမလုပ်ဘဲလုပ်ဖို့ခက်ပါတယ်တော့အပြစ်မရဘဲနဲ့စကားပြောသလားပေါ့သူရဲ့သူသွားတဲ့ approaching way ကနှစ်မျိုးရှိတယ်နံပါတ်1ကအပြစ်တွေရလာပြီး ceasefire လုပ်ပြီးစကားပြောတယ်အဲ့ဒါတော့ပို့ပြီးနီးစပ်တယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ပြစ်နေခတ်နေရင်းနဲ့လည်းစကားပြောတယ်ဆိုတော့ဒီဟာနှစ်ခုစလုံးကတော့ကျွန်တော်တို့ကတပြိုင်တည်းအကောင့်နဲ့ပုံနိုင်ကောင်းတယ်ဦးစားပေးရတော့အပြစ်ရပြီးတော့ဆောင်ရွက်နိုင်တော့ကောင်းပါလေအခုအစိုးရအနေနဲ့ဆိုရင်လည်းအခုအစိုးရတစ်ကလည်း NCA ကိုကျွန်တော်တို့စီမှာခက်တာကဗျာတခုခုဆိုရင်ခဏလူတစ်ကပြန်ပြီးတော့မူအသစ်တွေပြန်လုပ်တယ်ရှေ့က9နှစ်အစိုးရရှေ့9နှစ်အစိုးရကလုပ်ခဲ့တဲ့ဟာကိုနောက်9နှစ်အစိုးရကဆက်ပြီးအကောင့်တွေပေါ်တာအားနေကျွန်တော်တို့စီမှာကအဲ့အားနေချက်ကြီးကမပြင်းနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမိုကရေစီနဲ့လည်းအသားမကျသေးဘူးအစိုးရတွေရဲ့အမကန်ဂတိကဝတ်တွေမှာလည်းကျွန်တော်တို့ ethics တွေမှာကျွန်တော်တို့မလိုက်နိုင်သေးဘူးပေါ့ကျွန်တော်အမြင်အမှန်ကတော့စာချုပ်တစ်ခုဟာအားလုံးတ
တော်များများသဘောတူပြီးချုပ်ဆိုခဲ့ပြီးအတိတ်တွေလည်းပါလာပြီးဆိုရင်ဒီစာချုပ်ဟာမကောင်းရင်လည်းနောက်အစိုးရကထိုက်လျောက်ပြုပြင်ဆွေးနွေးပြီးတော့မှဆက်သွားမယ်ပြစ်ပေလို့တော့မတင်တော့ဘူးလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အခုလက်ရှိအစိုးရကရှေ့ရဆောင်ရွက်ခဲ့တဲ့အစိုးရ20ရဲ့ NCA မူပေါင်းတွေ framework တွေ TOR တွေနောက်တော့ GMC ဘိုင်းဆိုင်ရာကိစ္စတွေမှာပြန်လည်ဆွေးနွေးညှိနှိုင်းပြီးတော့မှပုံဝင်လင်းလင်းပဲကျွန်တော်တို့ပြန်ပြီးဆောင်ရွက်တင်တယ်လို့ကျွန်တော်မြင်တယ်အသစ်ပြန်ရေးမယ်ဆို new idea new form နဲ့ဆိုရင်နောက်လာမယ့်နောက်ထပ်2031အစိုးရပေါ့အခု26 30ပြီးရင်31အဲ့ဒီအစိုးရကနောက် new idea ထပ်လုပ်နေမခက်ပြီဘူးလားဒါကတော့ကျွန်တော်မြင်တဲ့ရှုထောင့်ကကျွန်တော်ပြောပြတာပါဒီ NCO ပဲကျွန်တော်တို့ထွေထွေညှိနှိုင်းဆွေးနွေးချက်တွေနဲ့ဆက်ပြီးလက်နက်ကိုင်တပ်ဖွဲ့များရဲ့ဆောင်ရွက်ချက်ကတတ်သွားတဲ့တယ်နောက်တစ်ချက်တွေလည်းကျွန်တော်ပြောဦးမယ်ဒီတစ်ချက်တည်းတော့မဟုတ်ဘူးပေါ့နော်တော့တကယ်လို့ NCA တိုင်းလို့ဆိုတော့နော်ဒီအပြစ်ကရဲ့စေးမျိုးနိုင်ငံလုံးပြစ်ကရဲ့စေးဆိုတဲ့စာချုပ်ပေါ့အခုကစာချုပ်ကနေပြီးထွက်သွားပြီလည်းရှိတယ်နောက်ပြီးလက်မှတ်မထိုးရသေးတဲ့တိုင်းနာအဖွဲ့အစည်းတွေလည်းရှိရဲ့ခါကြတော့ဒီလာမဲ့အခုဆိုအသစ်အနေနဲ့ဒီဟာတွေကိုကောင်းကောင်းစီယုံပြီးတော့လုံနိုင်ဖို့အတွက်အခွင့်အလမ်းရှိနိုင်သေးလားဆရာဒီပါလေဗျဒီလိုပါကျွန်တော်မြင်လာတော့ကျွန်တော်တို့ကအစိုးရတရက်ကဒီငင်းချမ်းရဲ့အကောင့်တွေပေါ်ရနေမှာဒီ stakeholder တွေအကောင့်တွေပေါ်ကျွန်တော်တို့ကနံပါတ်1အချက်ကflexible ဖြစ်ဖို့လိုတယ်ပြောင်းလဲပြင်လွယ်ရမယ်ကျွန်တော်သဘောထားတွေကိုပြောတာနော်မူဝါဒတွေကျွန်တော်အဓိကပြောကျွန်တော်တို့ရဲ့စိတ်သဘောထားတွေက flexible ဖြစ်အောင် rigid မဖြစ်အောင် rigid ဖြစ်နေဘယ်မှမအောင်မြင်ဘာလို့ဆိုတော့ဒီကိစ္စ give and take တွေဗျဆွေးနွေးညှိနှိုင်းမှုဆိုတာအပေးရောရှိတယ်အယူလည်းရှိတယ်ကျွန်တော်တို့ကဘယ်လောက်ပေးမလဲဘယ်လောက်ယူမလဲဆိုရင်ညှိနှိုင်းမှုအပေါ်မှာအခြေခံနေကျွန်တော် flexible ဖြစ်မှကျွန်တော်တို့အောင်မြင်အဲ့တော့ flexible ဖြစ်မှဆိုတော့ကျွန်တော်တို့ကပုံသေးကားချက်ကိုမသွားဘူးပေါ့နော်မသွားဘူးဆိုတော့ခုန NCA ကတော့ဆက်ပြီးလုပ်တဲ့နေကောင်းနေကျွန်တော်ကတော့ဒါကိုထောက်ခံတယ်ဒါပေမဲ့တော့ညာလည်းပဲ NCA ထွက်သွားတယ်တချို့NCA လည်းဘာမှမလုပ်ရသေးတဲ့လူတွေဆိုရင်ကျွန်တော်တို့က parallel way နောက်တစ်ခုကျွန်တော်တို့အကောင့်တွေပေါ်တင်တယ်အဲ့ parallel way ကဘာလဲဆိုတော့ကျွန်တော်တို့တစ်ဖွဲ့ချင်းစီနဲ့ bilateral dialogue ကိုကျွန်တော်တို့သွားတဲ့တယ်bilateral dialogue နဲ့ bilateral ceasefire လုပ်နိုင်နေလေအဓိက ceasefire and peace process ကိုကျွန်တော်တို့ approaching လုပ်တာပဲချင်းကပ်တာပဲလေအနှစ်သာရကျွန်တော်တို့ကမှန်နေဖို့လိုတယ်အနှစ်သာရမှန်ပြီဆိုရင်ကျွန်တော်တို့ရဲ့ချင်းကပ်တဲ့နီးလန်းနေတာ fix မဖြစ်ဘဲနဲ့ flexible ဖြစ်ပြီးဆောင်ရွက်မယ်ဆိုရင်တော့အကျိုးသက်မှုအားကောင်းမယ်လို့ကျွန်တော်အကြံပြုချင်နေတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာနောက်တစ်ခေါက်ပြန်ပြီးတော့ကျွန်တော်ပြန်ဟုတ်ကဲ့ပါ